ကလေးတဦးကိုစိတ်သက်အပြုသဘောဆောင်ရအောင်လို့ဘယ်လိုမျိုးပြုစုပြောထောင်ပေးရမလဲဆိုတဲ့အကြောင်းအရာလေးနဲ့နေသူကနေပြီးတော့ဖေဖေမေမေတို့ကို sharing ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါနေသူကတော့ teacher နေသူ parenting insight ဆိုပြီးတော့ကလေးလေးတွေရဲ့စိတ်ရောကိုယ်ပါကျန်းမာပြီးတော့ပညာရေးမှာရလက်တွေရရှိရအောင်ဖေဖေမေမေတို့နဲ့တူတူဆွေးနွေးပြီးတော့အပြေရှာပေးနေတဲ့ teacher နေသူပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာဆိုရင်တော့နေသူတို့ရဲ့ကလေးလေးတွေကိုငယ်စဉ်ကတည်းကလူကြီးမိဘတွေဖြစ်စေခြင်းနဲ့ပုံဖော်ပေးခြင်းနဲ့ပုံစံတိုင်းဖြစ်လာဖို့အတွက်ဆိုရင်တော့ငယ်စဉ်ကတည်းကသူတို့ကိုအလေးကျင့်ကောင်းလေးတွေနဲ့ပြုစုပြောထောင်ပေးဖို့လိုအပ်ပါတယ်ဒီနေ့ကမတ်တစ်ချက်ဘုံကဖြစ်စေခြင်းနဲ့ပုံစံတိုင်းဖြစ်ဖို့အတွက်အပြုသဘောဆောင်တဲ့စိတ်သက်ကလေးတွေရရှိသွားဖို့အတွက်ဆိုရင်တော့သူတို့ကိုအားပေးတဲ့ပတ်ဝန်းကျင်ကောင်းရှိဖို့လိုအပ်ပါတယ်နံပါတ်1ချက်ကတော့သူတို့အခက်ခဲလေးတွေကြုံလာတယ်အဲ့ဒီအခက်ခဲလေးတွေကိုသူတို့ဘယ်လိုမျိုးကြော်လွှားမလဲဆိုတဲ့အချိန်မှာလူကြီးမိဘတွေအနေနဲ့ဘေးကနေပြီးတော့ပံပိုးပေးမှုကပို့ပြီးတော့လည်းထိရောက်မှုရှိဖို့ကလည်းပို့ပြီးတော့လိုအပ်ပါတယ်နံပါတ်3ချက်ကတော့ကျေးဇူးတင်စိတ်ရှိရအောင်လို့သင်ကြားပေးဖို့လိုအပ်ပါတယ်ဒီအချက်ကတော့ကလေးလေးတွေမှာအားသာချက်ရှိပါတယ်လူတိုင်းမှာအားနည်းချက်ရှိလို့အားသာချက်ဆိုတာကရှိပြီးသားပါဒါကြောင့်မို့နေသူတို့ရဲ့ကလေးလေးတွေမှာလည်းပဲအားနည်းချက်အားသာချက်ရှိပါတယ်အားနည်းချက်ကိုပဲဖိပြီးတော့ပြောဆိုနေတာပြုစုပြောထောင်ပေးနေတာတဲ့ကလေးလေးတွေမှာရှိတဲ့အားသာချက်ကလေးတွေကိုပို့ပြီးတော့ပြုစုပြောထောင်မယ်အဲ့ဒါကိုပဲပို့ပြီးတော့ကလေးလေးတွေသိလာအောင်မြင်လာရအောင်လို့ဖော်ထုတ်ပြီးတော့ပြောပြလိုက်မယ်ဆိုရင်တော့ပြုစုပြောထောင်နိုင်မယ်ဆိုရင်တော့နေသူတို့ရဲ့ကလေးလေးတွေကအပြုသဘောဆောင်တဲ့လူကြီးလေးတွေဖြစ်လာမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်